မောင်မှာအမျိုးသမီးတယောက်အိမ်ပြန်လန်းသူမရဲ့နောက်ကနေလူမိုက်တယောက်ကမတမာတဲ့စိတ်နဲ့ထက်ချက်မကွာလိုက်ပြီးနှောက်ယှက်နေခဲ့ပါတယ်ဒါပေမဲ့သူတို့နှစ်ယောက်လုံးမသိတာကတော့ဘေးကရေကန်ကြီးထဲမှာသွေးအေးနဲ့စောင့်ကြည့်နေတဲ့အေယာမငွေကြီးတစ်ကောင်ရှိနေတယ်ဆိုတာပါပဲလူမိုက်ကအမျိုးသမီးကိုအန္တရာယ်ပြုဖို့ကြံရွယ်လိုက်တဲ့အချိန်မှာပဲရုတ်တရက်ရေကန်ထဲကနေငွေကြီးဝုန်းကနေထွက်လာပြီးလူမိုက်ကိုရစ်ပတ်ကရေအောက်ခြေစီကိုဆွဲခေါ်သွားပါတော့တယ်ဆရာမြင်ကွင်းကိုမျက်မြင်ကိုတွေ့ကြုံလိုက်ရတဲ့ဂျက်ဂျက်ဟာအခင်းဖြစ်ပွားရာနေရာကိုချက်ချင်းပြေးသွားခဲ့ပါတယ်ဒီငွေဆိုးကြီးကြောင့်ရွာသားတွေနောက်ထပ်အနေရမဖြစ်စေဖို့အတွက်ဂျက်ဟာဝါရင်ငွေဖမ်းသမား2ယောက်ကိုအမြန်ဆုံးအကူအညီတောင်းလိုက်ရပါတော့တယ်ဝါရင်ငွေဖမ်းသမားအဖိုးအိုဟာကြိုတင်ပြင်ဆင်ထားတဲ့ဝက်ကလေးတစ်ကောင်ကိုထုတ်ငွေကြီးအကြိုက်ဆုံးအစားအစာတွေနဲ့တုပ်လိမ့်ပြီးငွေအောင်းနေတဲ့ကူဝါတွေကိုတွန်းပို့လိုက်ပါတယ်တစ်ဖက်မှာလည်းတန်မာတဲ့မိုက်ကလေးလံတဲ့တန်ကြိုးကြီးကိုကင်ပြီးငွေကြီးဝက်ကိုကိုက်တာနဲ့ပြန်ဆွဲဖို့အသင့်ဆောင်နေခဲ့တာပါကြာပါဘူးငွေကြီးကအစာကိုဟပ်လိုက်တာနဲ့တန်ကြိုးမှာတက်ထားတဲ့ခေါင်းလောင်းတန်တွေညီလာပါတော့တယ်။မိုင်လဲရှိသမျှအားကုန်သုံးပြီးတန်ကြိုးကိုဆွဲပေမဲ့အကောင်ကြီးလုံးတော့ငွေကိုအပြင်ဆွဲထုတ်ဖို့နီနီတာတာမိုက်ကိုတိုင်းမှာကူရဲကိုပါသွားမလို့ဖြစ်ခဲ့ရပါတယ်။တန်ကောင်းကျင်တော့ဂျက်နဲ့အဖိုးအိုကအချိန်မီအနောက်ကနေတန်ကြိုးကိုဝိုင်းဆွဲပေးလို့သာမိုက်တယောက်ငွေစာမဖြစ်ခဲ့တာပါ။ဆွဲထုတ်လို့မရမှန်းသိတော့အဖိုးအိုကဒုတိယနီလန်းကိုသုံးပါတော့တယ်။သူတို့ဟာကန်ဆော့ဖ်ဝဲကိုမိရှို့ပြီးရက်တောင်နဲ့ကူရဲကိုမိခိုးတွေခတ်သွင်းလိုက်ကြပါတယ်။ကြာလာတော့ငွေကြီးလဲမိခိုးအနံ့ကိုမခံနိုင်ပဲကူရဲကနေတရွတ်တိုက်ပြီးထွက်လာပါတော့တယ်။သူတို့ရှင်းမောက်ရောက်လာတဲ့ငွေကြီးရဲ့အရွယ်စားကတကယ်ကိုတောင်တလုံးလောက်ရှိနေတာမို့ငွေဖမ်းသမား2ယောက်တောင်ကြောက်လန့်ပြီးနောက်ဆုတ်ခဲ့ရပါတယ်။ဒါပေမဲ့ငွေဆိုးကြီးကသူတို့ကိုအလွတ်ပေးဖို့စိတ်မကူးတာ